အားလုံးပဲမင်္ဂလာပါ။ဒါလေးဒီမှာတက်လိုက်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့လောရှိကအားလုံးကိုတရုတ်စာနဲ့ပတ်သက်တဲ့ဝါဟာရအသစ်ကလေးတွေထပ်ပြီးတော့ sharing လုပ်ပေးပါမယ်ပေါ့နော်။အဲ့ဒါတခြားမဟုတ်ဘူးကုမ္ပဏီတွေအလုပ်တွေနဲ့ပတ်သက်တဲ့ဝါဟာရလေးတွေပေါ့နော်။လောရှိကိုတော်တော်များများကလောရှိကုမ္ပဏီနဲ့ပတ်သက်တဲ့အလုပ်နဲ့ပတ်သက်တဲ့ဟာလေးတွေလည်းတင်ပေးပါအောင်လို့ပြောကြတယ်ပေါ့နော်။လောရှိကဒီနေ့မှာတော့တည်တဲ့အချိန်လေးပေးပြီးတော့ဗီဒီယိုလေးလုပ်ထားတယ်ပေါ့နော်။အဲ့တော့အားလုံးပဲလောရှိနဲ့တူတူလိုက်ပြီးတော့လေ့လာကြပါသင်ခန်းစာလေးစလိုက်ကြမယ်နော်ဒီကနေစမယ်နော်ပထမအောင်ဆုံးနံပါတ်1ကဘာလေးလဲဆိုရင်上班ဆိုတာကရုံးတက်သည်လို့ပြောတာပါနောက်တစ်လုံးသွားမယ်နော်下班ဆိုတာကရုံးဆင်းသည်နောက်တစ်ခုကြတော့加班ဆိုတာက overtime ဆင်းသည်နောက်တစ်လုံးနည်းနည်းလေးပြောင်းသွားတယ်နောက်တစ်လုံးကကြတော့工资ဆိုတာကလစာကိုပြောတာပါလစာပေါ့နော်နောက်တစ်လုံးသွားမယ်နောက်တစ်လုံးကကြတော့နောက်တစ်လုံးဆက်သွားကြမယ်နော်နောက်တစ်လုံးကကြတော့薪水ဆိုတာလည်းလစာပါပဲအပေါ်ကကုန်း资နဲ့တူတူပဲပေါ့နော်အဲ့ဒါနောက်တစ်လုံးဆက်သွားကြမယ်နောက်တစ်လုံးကကြတော့发工资ဆိုတာကလစာထုတ်သည်ဖားဆိုတာကပေးသည်ပေါ့နော်ပေးသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပေးသည်ပို့သည်ဆိုတဲ့အဓိပ္ပာယ်ကုန်း资ဆိုတာကလစာဖြစ်တဲ့အတွက်ကြောင့်နှစ်ခုပေါင်းလိုက်တော့လစာထုတ်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ပေါ့နော်အဲ့ဒါနောက်တစ်လုံးဆက်ပါမယ်နောက်တစ်လုံးကကြတော့发薪日ဆိုတာကလစာထုတ်ရက်ဖားဆိုတာခုနလောက်ရှိပြောသလိုပဲပေါ့နော်ပေးသည်ပို့သည်ဆိုတဲ့အဓိပ္ပာယ်အမှရှင်းရွှေဆိုတာခုနအပေါ်မှာပြောထားတဲ့လစာပေါ့နော်အဲ့ဒါမှရှင်းလေးကိုပဲသူယူလိုက်တယ်နောက်က rate ဆိုတာကျတော့ရက်တွေနေ့ရက်တွေကိုပြောတာပေါ့နော်အဲ့တော့သုံးခုပေါင်းလိုက်တဲ့ခါကျတော့လစာထုတ်ရက်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့ဆိုရင်နောက်တစ်လုံးဆက်ပါကြမယ်နော်နောက်တစ်လုံးကကြတော့ဒီမှာဒါလေး加班费ဆိုတာက overtime ကြီးအပေါ်မှာ加班က overtime စီးလီလို့ပြောခဲ့တယ်နောက်က 费ဆိုတာကကြတော့费ဆိုတာကဟိုပေါ့နော်加班费ဆိုတာကအသုံးစရိတ်ပေါ့နော်အသုံးစရိတ်ကိုပြောတာအဲ့တော့加班နဲ့ 费နဲ့ပေါင်းလိုက်တဲ့ခါကျတော့ overtime ကြီးလေးဖြစ်သွားတာပေါ့နော်အဲ့တော့ overtime ကြီးကိုဘယ်လိုပြောလဲ加班费ရမယ်လို့ထင်ပါတယ်နောက်တစ်လုံးဆက်သွားကြမယ်နော်ဟောပြီးနောက်တစ်ခုကကြတော့奖金ဆိုတာက bonus ကိုပြောတာပါကိုယ့်ရဲ့အလုပ်မှာကိုလုပ်တာတော်တယ်လုပ်တာကောင်းလို့ရှိရင်bonus တွေရတယ်ပေါ့နော်အဲ့ဒါမျိုး奖金ပေးတယ်奖金ရတယ်လို့ပြောလို့ရပါတယ်ပြီးလို့ရှိရင်နှစ်ကုန် bonus တို့ဘာလို့ဆိုလို့ရှိရင်လည်းဒီ奖金ကိုပဲသုံးပါတယ်
ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်။ဘာလို့ဆိုတော့ ship မီးကလည်းပြတ်သွားတယ်ပေါ့နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။မီးကလည်းပြတ်နေတဲ့အပြင်ကိုလောင်ရှစ်ကလည်းတိတ်မအားဘူးပေါ့နော်။အားနေကြတဲ့ကနေပြီးတော့ဗီဒီယိုလေးအားလုံးတင်ပေးခြင်းတဲ့အတွက်ကြောင့်အချိန်ယူပြီးတော့ recording လေးလုပ်ဖြစ်တာပေါ့နော်။အဲ့တော့အားလုံးပဲရကြမယ်လို့ထင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်။ Bye bye